ခါတလေကြားလို့ရှိရင်ကျွန်တော် logo တွေကိုဒီမှာ icon တို့ illustration တော့မပါဘဲနဲ့ဒီလိုလုံးဝ type တည်တဲ့ logo လေးတွေကိုတွေ့မှာပါအဲ့ဒါဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ logo ကဒီ brand name ကခေါ်လို့ကောင်းတဲ့ brand name ပဲဖြစ်ဖြစ် brand name လှလှလေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဒီ logo type ကိုကျွန်တော်တို့သုံးကြတာများတယ်ပေါ့နော်တိုတောင်းတဲ့နာမည်လေးနဲ့ပို့ပြီးတော့တင်သွားတယ်အဲ့တော့ဒီလိုမျိုး logo type ကိုသွားရမယ်ဆိုရင်ကျွန်တော်ကဘယ်လိုမျိုးလေးစဉ်းစားတင်နေဆိုတဲ့အကြောင်းကိုဆက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်type case ရေကျွန်တော်စဉ်းစားမိဆိုရင်အရင်ဆုံး upper case သုံးမလားဒါမှမဟုတ် lower case သုံးမလားအခု title case သုံးမှာ title case ဆိုတာဒီထိပ်စီးစကားလုံးနဲ့ကြီးပြီးအနောက်ကအသေးရေးသွားတဲ့ type view ပေါ့နော်ဒါဆိုရင် camel case လို့ခေါ်ပါတယ် camel case လို့ဘာလို့ခေါ်လဲဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဒီ camel ရဲ့ဒီကြောမှာပါတယ်ဒီပူကြီးနှစ်ခုဆိုရင်တော့upper case lower case upper case lower case branding ကဒီနာမည် what နှလုံးလောက်ပါတယ်ဆိုရင်ထိပ်စီးစကားလုံးလေးကိုပဲကြီးသွားတာမျိုးကျွန်တော်လုပ်လို့ရတယ်အခုကကျွန်တော် logo တွေကို space ထည့်မလားမဟုတ် logo တွေကိုဒီ type ပုံမှာကျွန်တော်အကြောင်းပြောင်းပြီးတော့သုံးမလားအခု weight တွေမတူပဲသုံးမလား style တွေမတူပဲသုံးမလားဒါကတော့အမျိုးမျိုးလုပ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီကောင်တွေကိုဘယ်လိုမျိုး branding ဘယ်လိုမျိုး business ဆိုရင်ဒီလိုမျိုး type သုံးရမယ်လို့အတိအကျတော့မရှိဘူးဒါပေမဲ့ brand feeling ကိုတိတိကျကျဖော်ပြပေးနိုင်မဲ့ကျွန်တော် type မျိုးကိုကျွန်တော်တို့ကရွေးချယ်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ type မှာကျွန်တော် type ကိုမှကျွန်တော် tight ပေါ့နော်ဒါကျဉ်းကြပ်ထားမလားဒါမှမဟုတ် loose ဖြစ်ပြီးထားမလားကျွန်တော်ရှေ့မှာ brand feeling ကိုဖော်ပြတဲ့အချိန်မှာကျွန်တော်ရှေ့မှာတခုတင်ခဲ့တဲ့ technical type ထဲမှာဆိုရင်ဒီ loose ဖြစ်တယ် minimalist ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး type လေးဆိုကျွန်တော်ကသုံးလို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် shortcut လေးကိုပြမယ်ဆိုရင်ဒီ logo မှာအကုန်လုံးကြီးသွားစေချင်ဆိုရင်ကျွန်တော်ဒီ character ထဲကနေပြီးတော့ all caps ကိုကျွန်တော်ရွေးပေးလိုက်ရပါမယ်အဲဆိုအကုန်အကြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ type လေးကို explore လုပ်ပြီးတဲ့အနေနဲ့ကျွန်တော်တို့ကပြပြရပါအဲ့တော့ဒီသင်ခန်းစာလေးကဘယ်လိုမျိုး business ဆိုရင်ဘယ်လိုမျိုး type ကိုသုံးနေလဲဆိုတာကို